ထိုလူသည်ညီသူမျှမရှင်နိုင်သည့်ကိုခံပညာရှင်တဦးဖြစ်သည်ထို့ကြောင့်သူသည်မိမိ၏ပညာရပ်များကိုလက်ဆင့်ကမ်းပေးရန်ရိုဝမ်အမည်ရှိကလေးငယ်တဦးကိုမွေးစားခဲ့သည်မထင်မှတ်ထားသည်မှာရိုဝမ်သည်ထူးချွန်ထက်မြက်သူဖြစ်နေခြင်းပင်9နှစ်အတွင်းမှာပင်သူသည်ဓာရေးပညာ၏အထွတ်ထိပ်သို့ရောက်ရှိသွားခဲ့သည်ရန်အနေငယ်အကြာတွင်ဓာရေးပြိုင်ပွဲကြီးတစ်ခုစတင်တော့မည်ဖြစ်သည်ဤပြိုင်ပွဲသည်မိမိ၏ဘဝကိုပြောင်းလဲပေးလိမ့်မည်ဟုရိုဝမ်အပြည့်အဝယုံကြည်ထားသည်မထွက်ခွာမီဖခင်ဖြစ်သူကရိုဝမ်ကိုတုညကီလိုဂရမ်အလေးချိန်ရှိသည့်ဓာတစ်လက်ကိုပေးကာကြောတွင်အမြဲလွယ်ထားရန်တတိပေးခဲ့သည်သို့သောထိုဓာသည်အမှန်တကယ်တွင်တုညကီလိုဂရမ်အလေးချိန်ရှိကြောင်းရိုဝမ်မသိခဲ့ပေမကြာမီဓာရေးပြိုင်ပွဲစတင်ခဲ့သည်ပထမအဆင့်မှာဓဝိညာဉ်များနှင့်ရှင်ပြိုင်ရခြင်းဖြစ်သည်ဓာအသင်းချုပ်ဥက္ကဋ္ဌကဓဝိညာဉ်9ခုကိုလွှတ်ပေးလိုက်သည်သူတို့၏တိုက်ခိုက်မှုကိုအချိန်ကြာဆုံးခံနိုင်ရရှိသူကအနိုင်ရမည်ဖြစ်သည်ပထမဆုံးပြိုင်ပွဲဝင်မှာတထေးသားတဦးဖြစ်သည်သူသည်ကာကွယ်ရေးကိုသာအဓိကထားပြီးတောက်လျှောက်နောက်ဆုတ်နေခဲ့ရာ2နာရီကြာအောင်ခံနိုင်ရရှိခဲ့သည်လူတိုင်းကသူ့ကိုမင်းမျိုးမင်းနွယ်တို့၏ဂုဏ်နှင့်အညီထူးချွန်သူဟုချီးကျူးကြသည်ဒုတိယပြိုင်ပွဲဝင်မှာအမျိုးသမီးတဦးဖြစ်သည်သူမသည်အမခန်းဓာရေးပညာကိုပြသခဲ့ပြီး3နာရီအတွင်းဓဝိညာဉ်9ခုလုံးကိုအနိုင်ယူကာဥက္ကဋ္ဌ၏ချီးကျူးမှုကိုရရှိခဲ့သည်တတိယပြိုင်ပွဲဝင်မှာလူစိမ်းတဦးဖြစ်ပြီးပုံမအားကောင်းသည့်ဓစွမ်းအင်ကိုပြသကာဓဝိညာဉ်9ခုလုံးကိုအလွယ်တကူဖျက်ဆီးလိုက်သည့်ဥက္ကဋ္ဌကသူ့ကိုတန်ပေါင်းများစွာတွင်တယောက်သာရှိမည့်ပါရမီရှင်ဟုဆိုသည်နောက်ဆုံးတွင်ရိုဝမ်၏အလှည့်ရောက်တော်လဲဓာ၏အလေးချိန်ကြောင့်မိနစ်30အကြာတွင်ပင်ရှုံးနိမ့်သွားခဲ့သည်သူသည်အညံ့ဆုံးပြိုင်ပွဲဝင်ဖြစ်သွားပြီးလူတိုင်း၏လှောင်ပြောင်ချင်းကိုခံခဲ့ရသည်ဒုတိယအဆင့်မှာဓာရေး၏တိကျမှုကိုစမ်းသပ်ခြင်းဖြစ်သည်အရွက်များကိုအများဆုံးခုတ်နိုင်သူကအနိုင်ရမည်ပထမပြိုင်ပွဲဝင်တထေးသားသည်အရွက်12ရွက်ကိုခုတ်နိုင်သည်ဒုတိယပြိုင်ပွဲဝင်အမျိုးသမီးသည်မျက်စိမှိတ်အာယုံစိုက်ပြီးနောက်အရွက်18ရွက်ကိုခုတ်နိုင်ခဲ့သည်တတိယမြောက်လူစိမ်းသည်ငြိမ်သက်စွာရပ်နေပြီးမှရုတ်တရက်ဓာကိုဆွဲထုတ်လိုက်ရာသူ၏ဓာစွမ်းအင်သည်အရွက်အားလုံးကိုတခါတည်းဖျက်တောက်သွားသည်လူတိုင်းအံ့အားသင့်သွားကြသည်နောက်ဆုံးတွင်ရိုဝမ်၏အလှည့်ဖြစ်သည်ရိုဝမ်သည်30ကီလိုဂရမ်အလေးချအိမ်ရှိသောဓာကိုဝေရမ်းခဲ့တော်လဲအားထုတ်မှုအပြီးတွင်အရွက်4ရွက်သာခုတ်နိုင်ခဲ့သည်လူတို့သည်ရိုဝမ်ကိုချက်ချင်းလောင်ပြောင်ကြသည်တာမန်မိသားစုမှကလေးတစ်ယောက်သည်အရေးချင်းမရှိဟုသူတို့သတ်မှတ်လိုက်ကြသည်နောက်ဆုံးအဆင့်မှာလူတဦးချင်းရှင်ပြိုင်ရမည်ဖြစ်သည်အနိုင်ရသူသည်ချန်ပီယံဖြစ်လာမည်ဖြစ်တော်လဲလူစိမ်းဖြစ်သူကအားလုံးကိုတယောက်တည်းရှင်ပြိုင်မည်ဟုမောက်မာစွာကြေညာခဲ့သည်တထေးသားသည်ပထမဆုံးခုခံတော်လဲတကွက်မျှပင်မခံနိုင်ဘဲရှုံးနိမ့်ခဲ့သည်ထို့နောက်အမျိုးသမီးကရှင်ပြိုင်တော်လဲနှစ်ကွက်အတွင်းမှာပင်အနိုင်ယူခံလိုက်ရသည်ထိုသူစိမ်းသည်အမှန်တကယ်တွင်မင်းသားတစ်ပါးဖြစ်ကြောင်းထုတ်ဖော်ပြောဆိုကာလူတိုင်းကိုဒူးထောက်ညံ့ခံရန်မောက်မာစွာပြောကြားသည်ထို့နောက်မင်းသားကအားကောင်းသည့်ဓာစွမ်းအိမ်ကိုထုတ်လွှတ်လိုက်ရာလူတိုင်းမြေပြင်ပေါ်သို့လဲကျသွားကြသည်သို့တော်ရိုဝမ်တယောက်သာအရှုံးမပေးခဲ့ပေသူသည်လေးလံသောဓာကိုအားကုန်ထုတ်ပစ်ချကာကွင်းလေသို့ရှောက်လန်းသွားသည်ရိုဝမ်သည်ကျဲလောင်စွာဟောက်လိုက်ပြီးကံကြမ္မာကိုစိန်ခေါ်လိုက်သည်လူတိုင်းကသူ့ကိုယူသွတ်နေသည်ဟုထင်မှတ်နေချိန်တွင်ရိုဝမ်သည်လေထဲမှတကိုင်းတစ်ချောင်းကိုဖမ်းယူလိုက်သည်သူသည်ထိုတစ်ကိုင်းဖြင့်ပင်မင်းသားကိုတစ်ချက်တည်းနှင့်အနိုင်ယူလိုက်သည်ထိုအချိန်တွင်လူတိုင်းသည်အထင်သေးခံခဲ့ရသောဤလူငယ်သည်အမှန်တကယ်ဓာရေးပညာ၏ဆရာသခင်ဖြစ်ကြောင်းသိလိုက်ကြသည်ထို့နောက်ရိုဝမ်သည်မိမိ၏စစ်မှန်သောစွမ်းအားကိုလူတိုင်းရှေ့တွင်ပြသလိုက်သည်ဓာများငါထံသို့လာကြလော့ဟုရိုဝမ်ကအော်ဟစ်လိုက်သည်ခဏချင်းမှာပင်လူတိုင်း၏ဓာများသည်လေထဲသို့ပြန်တက်လာကြသည်ပြန်တန်းနေသောဓာထောင်ပေါင်းများစွာသည်မုန်တိုင်းတစ်ခုတစ်ဖွဲဆူဆီးသွားကြသည်ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါလူတိုင်းလုံးဝအံ့အားသင့်သွားကြသည်